အားလုံးပဲမြင်ပါပါ။ Fitness Journey နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်ချက်ပါဒီတစ်ခါမှာတော့ကျွန်တော်တံမေလေးရှိုံနဲ့အိမ်မှာအလွယ်တကူလို့ဆောရနိုင်တဲ့ရုပ်ချတာလေ့ကျင့်ခန်း၃မျိုးကိုပြပေးမှာဖြစ်ပါတယ်။ Okay chest press လက်ကို A ပုံစံကိုင်ရဒီလိုပုံစံပေါ့နော် A ပုံစံတိုင်းညစ်မယ်အဲဆိုရင်ကျွန်တော်ရေအုပ်ချွတ်တာပိုလို့ထိမယ်ဒီလိုတက်တက်မဟုတ်ပဲနဲ့ A shape ပုံစံလေးပေါ့နော် down up down ဒီရှုမယ် up upဟိုတွန်းထိုးတဲ့အချိန်မှာကျွန်တော်ဒီရက်ကျွန်တော်ချက်ဒီအောက်ချက်တော့မြင့်ပေါ့နော်အဲ့ဒါဆိုရင်မြင့်ဒီရက်မှာစေးဒီအောင် Okay now number 2က dumbbell fly dumbbell flying လုပ်ရင်Okay ကျွန်တော်ဒီလေ့ကျင့်ခန်းတစ်မျိုးကို12ကြိမ်3ကြော့ဒါမှမဟုတ်15ကြိမ်3ကြော့ဆောလို့ရတယ်နော်တံပဲဖူး over ကျွန်တော်တံပဲဖူး over လုပ်တဲ့အချိန်မှာကျွန်တော်လက်ကိုအောက်ချတဲ့အချိန်မှာကျွန်တော်လေရှူပြီးတော့အပေါ်ပြန်တက်တဲ့အချိန်မှာရေမိုးထုတ်မှာနော်တံပဲဖူး over လုပ်မယ်ကျွန်တော်အောက်ချတဲ့အချိန်မှာအောက်ချပြီးရင်ပြန်တက်တဲ့အချိန်မှာကျွန်တော်ချက်ကိုမြင့်မှာနော်တံပဲဖူး over ဆို Okay စလိုက်ကြလေရှူမယ်ရေမိုးထုတ်